စင်ကြီးရလုတ်ပြီးထားတာအဲ့မှာလူတွေကတော့ပြည့်အဲ့တော့ကြတော့ဟိုခွေးမြင်ခွေးသိနွားမြင်တယ်အဲ့ဒါတရားလားခွေးမြင်ခွေးမသိပဲနဲ့ဘယ်သူကနေမှာလဲအော်ပြန်လာတဲ့အတော်ကြီးပြန်ပြောသေးခွေးမြင်တာပဲခွေးမသိလို့ဘယ်သူကဖတ်သိမှာလဲအခုလိုလေရေးမိမိဦးလေးရှာဟုတ်မလေးအော်ဦးရဲ့ခွေးမြင်ခွေးသိနွားမြင်နွားပြအဲ့ဒါသူပြောမှာလားဟိုလည်းသိတာပဲအဲ့လိုအဲ့နောက်ပြီးတော့အဲ့လိုနေတော့ဘာလဲမတောင်းနောက်အဲ့လိုနေတော့နောက်မလိုက်လို့လည်းမရဘူးအတော်ဒီနဲ့ဆိုတော့ဘုရားကြောင့်ပါလဲလိုက်ရနောက်အဲ့ဒီသွားတော့တစ်ခါမသွားဘူးဆိုတော့မလေးတဲ့နေဟင်းမလိုက်အဲ့ဒါကိုသူကအဲ့လိုဒီအဖအဲ့ဒါ20လောက်ပဲရှိသေးတာမလေးနေတော့ကြပြီအမလေးကိုတို့ကလေဒီစီမလေးပြောဆိုင်တိုင်းစရာအလဲကမှာအင်းနေရပတ်လေလေဒီရှောက်စီနေရတော့ဖြစ်နောက်ကြပြီနေခဲ့အဲ့ဒါကြတော့ထမ်းကြည့်လိုက်ပါလေဆိုတာဟိုကြတော့လေဝက်ပဲဆိုကြီးဆိုတာလေညစ်ပတ်လဲလေးလေးတွေလည်းရှုံနေပြီးတော့နှစ်စီးပဲတူတယ်ဟုတ်တယ်ဟုတ်ငါ့ကိုလိန်ခေါ်ခဲ့တယ်ပေါ့ကျောင်းထဲမှာလေဒီလိုမှမဟုတ်ပဲတိုက်ကျောင်းဆိုတာတော့မရှိဘူးဆရာတော်တရားဝင်ရှိတယ်ကျန်တာလေးတွေကအဲ့ဒါနဲ့နောက်တော့မလိုက်တော့လိုက်လည်းမလိုက်ပါလမ်းတော့အဲ့ဒီမှာဟိုဒီအိမ်ကိုတိုက်တယ်အဲ့ဒါလက်တကြီးလောင်ထားတာရှိပြီးတော့မျက်နှာလေးကလောင်သွားတယ်သူတို့ဟုတ်သွားနေတဲ့အချိန်ပါလိုက်ရမှာကြောက်တောင်းကလာမှညပါအိတ်တယ်သူတို့6နိုင်ပါတဲ့အိမ်7နိုင်မှပြန်လာတယ်အိမ်ကြတော့ဖျားရဲ့အင်တွဲရဲ့ရင်နန်းစီရဲ့ဒါကိုလေးဆက်ရတဲ့လောက်ရှိတယ်ထွေးကန်ထဲကိုထည့်ပြီးတော့ဒီရင်နန်းစီဖို့ဟိုစိတ်ငြိမ်ဘာမှဖြစ်ပါခလုချလိုက်ပြီးစစ်ကတော့ဟာမိကိုတောင်းဒုက္ခပဲဆိုတော့နှစ်ခုလည်းမအောင်တော့လက်တော့မီလုံးကြီးကမျက်နှာဟာလက်တော့ဟာပြစ်ချလိုက်တော့လည်းနားကကျင်းဆိုအဲ့မီလုံးကြီးကကိုယ့်ရှိမှတာနေအဲ့ဒါကိုဖုံထွက်ပြီးတော့မီဆိုတော့အောက်မှာညနေ9နာရီခွဲဆိုရင်ချင်းသမားတွေအပြည့်ရှိပြီအဲ့လာပြေးတက်တယ်အဲ့ဒါချီတောက်တွေပါလာငါအဲ့မီလုံးကြောက်သွားရတယ်အဲ့မှာဘယ်လောက်ဖြစ်တယ်မှလဲဒီလိုဖြစ်နေဆရာတော့အပန်းလို့ဟဲ့ရောက်ပြီဝေဒနာဆရာတော့လည်းတူမှမရှိဘူးကိုယ်မှာလည်းအကုန်သွားနေကြပြီအဲ့ဒီအမားကသူ့ကလေးလေးနေမှာကောင်းလို့ဆေးလက်ကူတဲ့အမားတယောက်နဲ့ကိုယ်ပဲရှိတယ်ရောက်တန်ကြတော့ဟိုအိမ်ကအမားပြေးလာပြီးတော့အဲ့မှာဆိုတူမှလည်းမရှိဘူးဆရာတော့အပန်းအနာမကျူလို့ကျွန်မပလက်ကတိုင်ချာမောလက်ကအဲ့လိုကျန်အဲ့ဒီပြောအမဲကြောင့်မိသေးရောက်သွားတယ်လိန်ဝါးတယ်ဒီလိုလိန်ဝါးသေးတယ်အဲ့လိန်လိုက်ကြတာအဲ့မောကတနာရှူတာတော့ဒီလောက်ကြီးပဲနော်တော့တူအချိန်နဲ့အဲ့မှာဆရာတရားလူဝေဒနာနဲ့ဟိုအရှူနဲ့တမာရီကဘောင်းချိန်မယ်ဆိုတော့တူအဲ့ဒီမှာတည်းသဘောကပါသွားတယ်တကားရဲနဲ့သဘောပါပဲတဲ့ရလို့မရတော့ဒီကလည်းမသိမဆန်ဖြစ်နေတယ်ရာဒီရောကျင်နာရောတိုက်တာရောဆက်ကိုခံအဲ့တော့ခံစိတ်ထဲမှာတော့တဏှာလောက်ထင်တာမသိဘူးဘာဆိုငြိမ်သွားတာအဲ့ပြင်းနေမှာဟဲ့ဘယ်ရောက်သွားလဲဘယ်ရောက်ရှက်ကြည့်ပါမလားဘယ်ကရဖြစ်တာအဲ့ဘလို့ဒီမှာတွေတဲ့ပုံကြီးကျင်နေတာပဲခုနအတိုင်းပဲဒါမှကိုမဟုတ်တော့ခုနအတိုင်းပဲပျောက်သွားတာတော့မဟုတ်ကျင်နေတာပုံနေတာကျင်တက်သွားတာဟုတ်တော့ကိုယ်စာမမတဖဲဖုံးရင်အောက်ထပ်ကလူတယောက်မရှိမဆန်ဖြစ်တယ်ငါအပေါ်ကထိုင်ကြည့်တယ်လို့ပဲကိုယ့်ကိုဥပမာဒါပဲပြတတ်တာအားလိုက်ကြဒီတရားကောင်းတာငါနေကောင်းမှဒီတရားငါကျင့်မယ်အဲ့ဒီမှာထုတ်ကြတယ်6လကြာတော့လက်ကလေးဒီနှစ်ခုပဲပြရတယ်အဲ့လိုလေးဆက်ဒီလိုဖြစ်နေတာဒါတော့အခုဆင်းရဲသွားတော့အခုလူဘဝပြန်ရောက်တော့တိလာရှင်တော့အဲ့လိုကုန်းပဲရှိသေးတယ်လူဘဝရောက်တော့ဆင်းရဲပြီဆင်းရဲတော့ကကူဆိုဈေးရောက်တော့
လက်ဖက်အကျော်ဆုံးနောက်တော့ဆံလေးပါတင်တော့ကိုလှုပ်ကြည့်လို့တော့အခုကောလုံးမိတိုင်းဖမ်းမိတိုင်းဖြစ်တယ်အဖြစ်တာလေအဲ့ဒါလည်းကိုကြီးစားတာပဲနောက်တရားနဲ့ကြတော့မှသိတာအချိန်တန်ကြတော့ကိုကြီးဆိုတာတော့ဘလောက်တရားချက်ဆက်မှကြည့်တယ်ဒါနကံကလူချမ်းသာနတ်ချမ်းသာကျမချမ်းသာအကုန်ရတယ်ဘုန်းကြီးဝိကျွေးကတော့ဆက်မှကြည့်တယ်ဘလောက်ကြီးတရားအထုတ်ထုတ်အဲ့ဒါမဲ့အဲ့ဆက်တဲ့အချိန်မှာခုနတရားနဲ့ရှင်သွားတာပေါ့အဲ့ဒီဝိကျွေးတယ်မဆန်းရင်အဖာဒီဘဝလည်းရောက်မှာမဟုတ်ဒီတရားလည်းကျင့်ရမှာမဟုတ်မီးကအရင်လောင်တော့မှဝိကျွေးကအရင်လာတော့မှတရားကရောက်လာတာတရားအနေနဲ့ဆိုရင်ပဲနောက်တရားသမားတွေတဲ့နေလိုက်တော့မဲတူတူဟုတ်ကဲ့နေရတာစိတ်ဆင်းရဲတာဒီလားစီမာဆိုတော့ဆိုအဲ့ပုံနေတယ်ငယ်လေးတွေကပတ်ပြီးလှူစားပါလားမလှူစားချင်အခုခံစားအဲ့တော့မကောင်းတာပေါ့အဲ့လိုစိတ်ကနောက်တော့ပြန်ပြီးတော့ခြေပါတာလဲအမြဲတမ်းရှိတယ်ခလေးဘဝတည်းမဟုတ်တာပြန်တော့ပြန်ချီလိန်ညာလာတော့ဆဲတာဆိုတာတော့မရအမေကအလိုပုံနေနေဆဲရင်ငါထုံးနဲ့မရိုက်ပါဇက်ကိုဖဲ့မယ်ဆိုတော့ခလေးဆိုတာပါဇက်ဖဲ့လိုက်မုတ်စားလို့မရဘူးလေအဲ့ဒီအတွေ့အစားပြီးတော့မဆဲပြတ်တာငါမရိုက်ဘူးတဲ့ပါဇက်ကိုဖဲ့ပြမှာပါဇက်ဖဲ့လိုက်ငါတို့မုတ်စားရထမင်းနဲ့စားလို့မရအဲ့လိုကြောက်တာဒီဆယ်လိုက်တဲ့ထက်တော့လေအခုလူတွေကလေတချို့ကြောင်းတွေကဟိုတရားရှုတာတဲ့သူကကာယတွေလုံတော်ပဲသူကအဓိကလိုက်ပြောနေကြတယ်အဲ့ဒါလည်းပါတယ်ဆရာဆိုတော့ကာယတွေလုံပြီးတာကနံပါတ်1အရေးကြီးတာလားအရှုတတ်တာအရေးကြီးတာလားတို့ကာအင်္ဒရီလုံဖို့ကလည်းကိုလှုပ်ယူတာတော့မဟုတ်ဘူးဆိုင်ဒါကတော့အပြစ်ပြောတာမဟုတ်ဘူးနော်အခုကျမရေစွန်းကိုတွေ့လိုက်တယ်ဟုတ်တယ်လေကျမတူမယောက်ျားမနေ့3နာရီဆိုထားပြီးဟုတ်ကဲ့လေကိုကလည်းဟိုသူတို့အိမ်မှာပဲတဲရတော့အိမ်ကဆောင်းတော့ဓမ္မယုံမှာပေါ့ဆိုအဲ့3နာရီလောက်ကထားပြီးတော့အိမ်မှာတော့ရှိတယ်ဖြစ်တာအဲ့နဲ့နေလိုက်တယ်ဟုတ်တယ်ပါဒီလောက်ကြီးရှိကိုကနလိုပေါ့ဝါရွတ်တွန်းကန်နဲ့ကြက်တာပါလေဟုတ်ကဲ့သူကလှုပ်ရှူတာဆိုတော့လှုပ်ရှူတာလှုပ်ရှူတာသွားပြီးတော့တက်ထိုင်လိုက်နေပါအောင်ချက်တူပြီလားကာအင်္ဂရီလုံမပညာဆိုဖြစ်တာဟုတ်ကဲ့အဲ့ဒါဒီသဘောနော်ခုနဆရာမေးတဲ့ဟာကျွန်မဟုတ်ကဲ့ဖြေလိုက်တဲ့အတိုင်းမှာအဲ့တော့ကာအင်္ဂရီလုံနေတယ်ဒါပေမဲ့ဝါရောကတွန်းလာတယ်ဒါကိုလောက်တာမဟုတ်ဟုတ်ကဲ့တူချွန်းကြောင်းအဖားတို့လည်းဖြစ်ခဲ့တာပဲဟုတ်ကဲ့အဲ့လိုဖြစ်ပြီးတော့ရက်သွားတယ်ရက်သွားတော့တယ်ကိုကလက်တွေ့သမားဆိုခုနဖြစ်တော့တင်းဖိရက်တယ်မရဘူးကန်တက်တယ်ဖိရက်ကန်တက်ရက်သွားတယ်ဘာလို့ရက်လဲမရက်နဲ့ပြန်လှုပ်တယ်မလှုပ်ဘူးဩငါလှုပ်တာအဲ့လိုတော့ပညာဖြစ်ပါအဲ့လိုဒါတော့သူဝါရောကတော့အခုဟာကတော့သူကဝါရောကိုဆရာရဲ့တွန်းနေတော့ပထဝီကဘယ်လိုလောက်ခိုင်းလဲပထဝီမခိုင်းတော့ဓာတ်ကြီးလေးပါဘယ်ကလာဖောက်ပြန်မလဲဟုတ်ကဲ့ပထဝီခိုင်းလို့ဓာတ်ကဖောက်ပြန်တယ်ပထဝီခိုင်းလာတော့အဘောကဖွဲ့စည်းလိုက်တယ်နော်တေဇောကလောင်ကျွမ်းလိုက်တယ်အဲ့ဒီမှာသူကဓာတ်ကြီးက4ပါးဆိုပြီး3ပါးကအပြင်းအထန်ခံနေရတယ်ဝါရောကထောက်ထားပြီးတာလေလှုပ်လို့မရတော့ဘူးအဲ့ဒီမှာတခါတည်းသေလောက်အောင်လဲခံရတယ်သေလည်းမသေဘူးဟုတ်ကဲ့လို့မရှိမဆန်ဖားဖို့တည်းမှာတော့ကျမကတော့ကလာတာဆိုတော့ဒီဟာလည်းဘဘဲဖို့ဆိုတာမြင်ဘူးတဲ့အဲ့ဒီမှာတန်နေကြွေးကြိုတာအဲ့လိုထဲမှာခံရတယ်လို့နော်အဲ့ကြားထဲမှာဓာတ်တွေလှမ်းနေနဲ့ဝိုင်းထိုးတယ်လို့မရှိမဆန်ခံနေအဲ့ဒါကြားထဲမှာရက်လူကလည်းမရအရှူကလည်းတော့သူအတင်းပိတ်ပြီးရက်လို့မရဘူးအရှူကသူ့ဟာသူ့ရှူကြာဆောက်တက်သွားတယ်ရှူငါဆိုတာပမာလဲငါရက်တာလဲရင်မရအောင်အခုရက်သွားတော့ပြန်ရှူဆိုတော့လဲမရှူဘူး
ဘာမှလည်းငါအဲ့မှာဆရာသဘောပေါက်တာနော်ဆရာတော်ဟောလို့ဟဲ့ငါဖြစ်တာထင်တယ်ငါလည်းတခုမှမရဘူးဖြစ်တော့ကလည်းဘကလာမှလည်းမသိဘူးဖြစ်တော့လည်းငါတော်ချင်လိုက်တာတော်လို့မြအခုပြောက်သွားတော့လည်းဘယ်ပြန်သွားလဲဘယ်မှလည်းမရှိဘူးအော်အဲ့ဒါငါဖြစ်တာလို့တွဲတာငါဒါဆိုရင်ခုနမဖြစ်နဲ့တော့ကလည်းဖြစ်နေတယ်အခုဖြစ်လို့ငါပြန်ဖြစ်ဆိုတော့လည်းမဖြစ်ဘူးတူတဘောကြီးပါလားငါလည်းမရှိဘူးအဲ့လိုတွေးနေနဲ့ဆရာရဲ့နှစ်ချက်ခွဲဒိတ်ထန်လာတော့နိုင်မပြည့်မချင်းအဲ့လိုဝါရောကတွန်းချုပ်တာမှဆရာရဲ့ပြောင်းမဟာပလင်ဆိုတာကမှပြောလို့နားလဲတာဟိုဒီလိုချိတ်ထိုင်ဖြုတ်မရလို့တမင်ကိုစိတ်ကိုမနိုင်လို့လိန်ချိတ်တာလိန်ချိတ်တော့ပြုံးအဲ့လိုဖြစ်နေတာပြောင်းစီငြိမ်ကြပါလားဒီပစ္စည်းတွေကိုယူလိုက်တယ်လို့တခုမှမကြံခဲ့ဘူးနော်အဲ့မှာလေဘယ်ရောက်ပါလဲဘယ်ပြန်ပါလဲဖြစ်တော့မှလည်းဘကလာတာလည်းမရှိဘူးပြန်သွားတာလည်းမရှိဘူးအဲ့ဒါကြီးကဘာလဲဘုကုတ်ဆရာတို့ကြားပြောတာဖြစ်ပစ်ဆိုတာဒါပဲဆိုနားလည်ထားတာမဟုတ်တော့ဘုကုတ်ဆရာတို့တရားနာဘူးထားတယ်ဖြစ်ပစ်ဆိုတာကွာဒီလိုလုပ်ရင်ဖြစ်သွားတယ်ဒီလိုလုပ်ရင်ပြတ်သွားတယ်ဒါပဲလုပ်နေတာလေတကယ်ဖြစ်ကဘာမှမသိဘူးအဲ့ဒီမှာတကယ်ဖြစ်မြင်လာဆရာဟောတာဟဲ့ဘုကုတ်ဆရာတို့ဘုရားပြောတယ်ဖြစ်ကဒါပါလားအဲ့ငြိမ်ပြီးတော့နာရီကလည်းမပြေတော့ဒီတမနင်ချိတ်တာလည်းမချမှရတာလေအဲ့ဒါဒင်းထိုရမတမနင်ချိတ်တာယူမချပြီးကတော့လိုက်တော့ဆရာတော်ကညဘက်ဘတော်မှတမယုံမတက်ဘူးဟဲ့မဟာပလင်နဲ့ယောဂီ3 ခါလောက်အော်တိတ်ဆိတ်ဘာလဲမျက်စိလေးမှိတ်ပြီးနေနေဘူးမ3 ခါလောက်ကြာတော့မမရှိလို့လားဆိုဖွင့်ကြည့်တော့ဆရာတော်စိုက်ပြီးကိုယ်လှမ်းကြည့်ပြီးတော့မဟာပလင်နဲ့ယောဂီတဲ့ဘာပြီးရောဖြစ်ပြီးပြတ်သွားတယ်ဖေဟုတ်ကဲ့ပါအဲ့လိုပဲဖြစ်ပြီးပြတ်ပါတယ်ဖြစ်ပြီးပြတ်သွားတယ်ဖေအဲ့လိုအဖာလေတမျိုးကြီးအဖာလို့ပြောတယ်နော်အမှန်ဆိုလဲပြောတတ်တယ်နော်အပန်းလည်းကိုကကျဲတယ်အဲ့လိုငယ်အဲ့လိုပေါ့ဟိုတုန်းကဆိုရင်အမဝင်ဝဲတရားကတော့စစ်ပုံနဲ့အိမ်လုံးကျန်တယ်ဟိုတုန်းကအဖားတို့ခက်ကအဖားတို့စီမှာကွန်မြူနစ်ဘောကအစိုးရစစ်တောင်းမြေဟိုဘက်ကကရင်အုပ်ချုပ်တာအဖားတို့အဖိုးတွေအမေတွေရွာဆိုတော့အဲ့ဒီရွာတော့အဖားအနေများတယ်အနေများတော့အဲ့မှာကရင်စစ်ကိုဆိုဘူမြနဲ့ဘူခင်မောင်ဆိုဘူမြပထမအကြီးဘူခင်မောင်ဒုတိယအဲ့ဒုတိယဘူခင်မောင်နဲ့အမဝမ်ခွဲကအိမ်အောင်ကြနေတာကိုကမသိဘူးဒါဝင်နေနဲ့အုံနဲ့ဝင်သွားလာအိမ်ရတဲ့အိမ်ကိုနောက်ကြမမများရေးခုံဆွတယ်ခံအကြီးတို့အမျိုးကလည်းကွာတဲ့လူကတော့တေအတန်းဟုတ်တယ်လို့ကျမအမေရလေလို့ငပင်းနေကြားအောင်လို့မွေးရပေးတာအဲ့လိုပြောပြီးဝင်သွားတယ်အမအမိကိုတယ်မွားမြန်ယောက်ျားကြီးဘာမှလည်းမသိဘူးလို့လူလက်ခါလဲလို့ပြောတယ်ပြန်ပြီးလို့ဆိုပြန်အဲ့ဒါလေးအတော်လေးကြောက်လို့ခုတော့အရန်နာမည်ကြီးတာလေးစစ်ပူရတူတူနှစ်ယောက်ပဲရှိတာဘိုးများနဲ့ဘိုးခင်မောင်ဆိုရင်မဒီဖိတ်တော့ဘိုးခင်မောင်ကျမအမေကဒီနာပင်းနေကြောက်ဝေးထားပြီအဲ့လိုအေးဆွေးပြောတာမဟုတ်ဘူးပြန်ချတာအဲ့လိုဆိုရဲအခုတရားကျေးဇူးတင်တာအဆေရတော့ပြငါအများကြီးกว่าပါတာပဲဟိုတော့ဆိုမဟုတ်မခံလိန်နာညာတာတော့မရှိဘူးကြောက်တာတော့ရုပ်စုပန်းစုပဲတရေလည်းမကြောက်ဘူးလူချင်းကိုလည်းမကြောက်ဘူးသူတို့ဟာသူတို့စစ်ဘူးကားလို့ပါဖြစ်တယ်ပြောရင်သူတို့ရွာမှာဆိုမလေးစစ်ဘူးလေးပြင်တော့ကြောက်ပါဘူးငယ်ကလည်းငယ်တယ်ကြောက်ဘူးသူကလေးကကြောက်တယ်ဒီကလေးကမကြောက်ဘူးပြန်ပြောတာဟဲ့ဈေးပဲပါဖြစ်တယ်ပတ်ပုတ်ကိုဈေးရမှာဖြစ်လို့ဘယ်သူကဘာလို့ပေးနေရလို့လဲဈေးတယ်များအောက်ကျနောက်ကျလာမပြောဘူးအဲ့ဒါကဘောကြတာလူကြီးတွေကတွေ့လို့စားဝိဇ္ဇနာတော့မကြောက်ကြဘူးဝိဇ္ဇနာကတရားပဲခုနလှုပ်နေတာလဲ
သွားသူတဘာဝလှုပ်တာတော့ဆရာရဲ့လှုပ်ပေါ့အစထိုင်နေကဝေဒနာမတက်အောင်အဲ့ဒါမတက်တော့ ဟောဒါလှုပ်တာတမင်တွေလှုပ်တာ လှုပ်ပြီးရှူနေတာလေ တမင်လှုပ်တာ လှုပ်ပြီးရှူနေတာအဲ့တော့လှုပ်ပြီးရှူနေတာကြတော့တော့အိမ်မငိုက်အောင်ဆိုအဲ့နဲ့အဲ့ခုနတူလေးကိုပြောရောဒေါ်လေးတဲ့ဒေါ်လေးကအဲ့လိုပြောတာတဲ့အဲ့ဒီကတရားပြတဲ့ဘုန်းကြီးကပြောတယ်တဲ့ကျွန်တော်တို့ညီချူနေတခါကြီးဥပဇင်းတို့တုံးကဆိုရင်ဆရာတော်အနောက်ကပိတ်ကံပြတ်အဲ့ငြိမ်ပြီးရှူအဲ့တော့လှုပ်ပြီးရှူရတယ်ပေါ့အဲ့တော့အဲ့လိုအဲ့တော့ငါတော့လူငါတိတ်တာငါပြောမှငါတူဘုန်းကြီးဆာငါတတ်တာမဟုတ်ငါဖုန်းကြီးခေါ်တာလည်းမှတ်တယ်ဝါရောကြီးတွန်းနေတော့ဘယ်ကပထဝီကခိုင်းမှလဲဟဲ့အဲ့ပထဝီကခိုင်းတော့ဘယ်ကဓာတ်ကြီးလေးပါစုံပြီးတော့ဗတ်ပညာဖြစ်မှလဲဓာတ်က၄ပါးစုံပြီးတော့တိတော့မှနောက်တစ်ပါးချင်းခွဲတာတော့ဘလို့လာနိုင်ပြီးတယ်အဲ့၄ပါးစုံပြီးမှပညာဖြစ်တာမိခလုတ်လိုပဲအဲ့တခလုတ်ဖွင့်ပြီးမှကျန်လာသုံးလို့ရတာအခုတော့တဘာလောက်ချုပ်ချင်းကျင်းနေသွားကြတယ်ဝါရောလေးတင်ဝိုင်းပြီးသွားပထဝီလေးခိုင်နာပြောက်ဝိုင်းပြီးသွားအဲ့လိုနဲ့ဆိုတော့တော်ကိုအဆင်မပြေတာဆရာကျမနဲ့တော့အဆင်ကိုမပြေဘူးကျမတော့ကွာကိုလည်းအကြောင်းဘယ်တရားကြောင်းမှလည်းမတော်ဘူးကွာကိုလောက်လည်းမှုတယ်သွားရစိတ်မကောင်းကွာလေဆရာတော်နဲ့လည်းထိုင်ခဲ့တယ်ကိုတိုင်နဲ့ကြိုးစားခဲ့တော့ဟုတ်ကဲ့အဲ့လိုပေါ့ဖြစ်လာပြီနိုင်ပြေသွားပြီဒီကဝေဒနာမချုပ်သေးခါတဲ့ကျင်တရားပြတော့ကျင်ပခုံးကနှိမ့်တဲ့လူနဲ့လက်ကူနှိမ့်တဲ့ချီနှိမ့်တဲ့လူစိတ်ထဲမှာကောင်းနေတာတရားတွေဒုက္ခပဲဒါဆိုရင်ဘယ်လိုလုပ်ပြီးတော့ဒီဝေဒနာအစအလယ်ဆုံးသိတော့မှာလဲဟုတ်ကဲ့အဲ့ဒါလည်းနော်တိတ်အင်ကြီးမှာဖြစ်နေတာဟုတ်တယ်ကလည်းထိုင်နေကြတာအသက်မြေကြီး38တို့40တို့ဟုတ်တယ်အဲ့ဒီဓမ္မယုံတဝက်လောက်ပြည့်ခံနေပြီအဖွားလည်းရောက်စားမကောင်းဆရာကျမနော်ဟုတ်တယ်ကိုကအမြင်ပြောပါလေပြောပါလေမြင်ပြောလိုက်တော့သူများတွေလည်းကိုယ့်အတွက်စိတ်မကောင်းဖြစ်ကြမယ်ပေါ့ဒါပေမဲ့သူတို့လည်းမကြိုက်တာတော့မကြိုက်ဖဲလေအကုသူမကိုပေးတာမဟုတ်ပဲကိုကကုသူဖြစ်အောင်ပြောတာပဲအဲ့လိုပဲပြန်ယူရတာပေါ့ငါ83နှစ်ရှိပြီတခါမှမမြင်ဘူးပါဘူးဒီလိုဟာမျိုးတရားလို့ချိန်ပါတယ်ဆိုတာတရားဝေဒနာတက်တာတရားအဲ့တရားကိုပဲလာထိုင်ပြီးတော့တရားတက်တော့မချူချင်ဘူးတတ်တာချင်ဘူးအဲ့ဒါဘာလို့မှလဲဘာလဲနာယီလာမှတ်နေကြတာအဲ့နေလို့နာယီမှတ်နေတာငါတို့နာယီမရှိခဲ့ဘူးလို့ငါတို့ထိုင်တယ်ငါတို့ဆရာတော်လည်းတခါမှနာယီဆိုတဲ့အထိုင်မခံခဲ့ဘူးဝေဒနာအစအဆုံးကိုဘယ်လောက်ကြာကောင်းအောင်ဒါပဲနော်အဲ့ငါတို့စရောက်ကဆိုရင်အတုပါတော့မရှိဘူးတို့ဝေဒနာဖောက်ပြန်တဲ့ခံစားရတယ်ပဲရှိတာဟုတ်ကဲ့လေအဲ့ငါအလဲကြတော့မှလို့အတုပါပြီးတာငါလည်းအတုပါမပြီးကျွတ်မယ်မိမအဲ့တော့အဲ့မှာဟဲ့ယောဂီတဲ့ဝေဒနာသိမကုန်ပါတဲ့အတုပါရှိတယ်မတိုင်တော့မှာသင်္ကြန်ကုန်တော့မှာမြန်နေရိစိတ်ကလည်းမတိုင်တော့သင်္ကြန်ကုန်တော့အဲ့ဖြစ်တော့ချက်ချင်းဆရာတော့ကွာကိုနှလုံးသွင်းမမြင်နာသူ့တပေါ်ပေါ်ရမယ်ခန္ဓာကြီးပေါ်ရမယ်ခန္ဓာကြီးလောက်စားမယ်ခန္ဓာကြီးတွေးပုတ်ပြီးပုတ်ပြီးယူကြမယ်ခန္ဓာကြီးအယိုးဆိုအဖမှန်တယ်လဲနှလုံးသွင်းဟုတ်ကဲ့လေအဲ့ဒါတော့သူစိတ်ကြောက်ဖြစ်တဲ့ချင်းစိတ်ကဒီကနှလုံးသွင်းဒီပေါ်မှာတမာရီဖြစ်လာပညာပြင်းရင်းနေအဲ့လိုနှလုံးသွင်းခိုင်းတော့မှန်တယ်အဲ့ဒီတိုင်းမှာဘယ်မှာတာမလည်းတော့မကြည့်ရပါဘူးကိုကကိုပဲနှလုံးသွင်းရင်းနဲ့ပဲအဲ့လိုပေါ့အဲ့ရစားတာပဲကိုကသူ့ဘာကိုမြင်တာပေါ့ဗျာကိုကသူ့ဘာကိုမြင်အောင်ကလည်းတောင်းကြီးအမွေရလေးအရန်ကိုတင်တာစိတ်ကမြန်တယ်ဖြစ်ချင်တယ်ဆိုရအောင်လုပ်ချင်တယ်စိတ်ရှိတော့ဟုတ်အရင်ကလည်းဒီထိုင်နေတယ်လည်းမဖြစ်ဘူးချီတော့ကိုဝန်းနေချီကလက်ကိုကြောက်ကြောက်ကလက်ကနေပတ်လက်ဆန်ချတော့ထားလို့မရတယ်တော့မှငါသိပြီးတော့ကုန်ထားလည်းမရအဲ့ဒါမှပေါ့ပါလေပေါ်လာပြီးနှလုံးသားအဲ့မှာအဖေကိုတတိသားရတာအဖေလိုပဲငါသိသွားပြီအဖေလိုပဲအတူပါကြီးဖြစ်လာပြီပုံပြီးအဖေကလည်းမပုတ်ဘူးတမီးရခဲ့တာ
နေထားတာလေလုံးဝမပုတ်ထားထိုင်ပြီးလို့ရတယ်တမလင်ချိတ်ပြီးလို့ရတယ်ရတယ်သွားတူလို့ပြေးတာတို့ရအောင်ရှောင်သွားဒီဘက်မှာအကုန်ရက်ထားပြီးတာမရောက်ပါလားအာသူကကို့ဖေတော့မပုတ်တော့အဖေတော့ခုနှစ်ရက်ကိုလေသူကမပုတ်ဟိုဘယ်လိုပြောမလဲဆိုတော့အမေကမကြုံဘူးတော့အဖေနဲ့လိုက်သိမ်းမခံစားနိုင်အရန်ကိုအရန်စိတ်အဲ့ကျော်အဖားတို့စီမှာဘုံချင်းကငွေတာမခံရှိဂျပန်ကကဖုံးနေအဲ့ဒီဖြစ်ကြမှာလေအဲ့ဒီအချိန်ကြတော့ရေကခံပြီးဝက်တာရေတာဒါပဲရှိတော့ရှင်းသေးလို့မရတော့အဲ့တုတ်မှန်ရောက်သွားရင်တော့မီးဟုံထိုင်တာဝင်ကုန်ဟုတ်တော့ဆိုထင်းတုံးနေနဲ့ဟုတ်တချို့ဟုတ်ပြေးဝင်မယ်အဲ့လိုလှုပ်ထားတာနောက်ဘဝမခံစားနိုင်ဘူးတခါတည်းပဲလိုက်ပြီမှာအတော်ရှိသေးတယ်အမေရှိသေးတယ်အရွယ်ပြောမယ်ဆိုရင်သူတို့သိပြီးမှကိုတရားမှလေအဲ့တော့အဲ့ဒီမခံတော့အဖေနဲ့ပဲတခါတည်းလိုက်ပြီအဲ့လိုဖြစ်အဲ့လိုနေတော့မှတော့တရားနာတယ်အဖားတို့စီမှာဆိုဇရက်ကြီးရှိတယ်အဲ့ဒီရောက်လဲတရားနာသေးတယ်အဲ့တော့မှအခေါင်းကိုဖွင့်ပြီးတော့ဖိုးသားခင်ကြီးတရားနာမယ်ဆိုအကုန်လုံးဖျောက်နေအဲ့တော့မှလာကြည့်ဖိုးသားဟာမဲတုံးနေတာပဲမျက်နှာကြီးတပြေးညီတဲ့မျက်လုံးနှာခေါင်းပေါ်အရာလေးတွေပေါ့ပွားဟင်းငါအဖေဆိုငိုတာဘယ်မှလည်းငါအဖေငါဖေမဟုတ်အဲ့မှာရှက်သွားတာအရှိုက်ပဲကြံခဲ့တယ်ဆက်မလို့တော့အဲ့ဒီမေအဲ့လိုထိုင်ပြီးတော့အဖေလိုပုံပြီးတော့အမေလည်းအဲ့လိုရှူရင်နဲ့မျက်နှာအဲ့လိုအဖေမျက်နှာတို့ဖြစ်တယ်ငါအဖေမျက်နှာတို့ပုတ်သွားပြီအဲ့တော့အတုပါလို့မထင်သေးဘူးစိတ်ပျော်သွားတာကိုလိုချင်တာမြင်ရတော့အဖေကငါပုတ်သွားပြီဆိုရှူမဟာမြတ်မုန်ဖရာကြီးကလက်တော်ထင်ရှားရှိတယ်မပုတ်ဘူးပြောတယ်လူကြီးတွေပြောခါကြောက်သွားတာပေါ့စိတ်ကမပုတ်ဘူးတော့ရောက်သွားတော့မပုတ်ဘူးအိုးခါဖြီးကမိန်အမေလေးမဟာမြတ်မုန်ဖရာကြီးပုတ်တော့ပိုဆိုးတာပေါ့ခန္ဓာကြီးအကြီးဒါလည်းမဖြစ်သေးဘူးကြည့်နေသေးတယ်ပုတ်တယ်နတ်ဆိုတာမပုတ်ဘူးအဲ့တော့နတ်ရောက်သွားတာပဲစိတ်ကဟုတ်ရောက်သွားနတ်ပြေဆိုတာပဲရောက်သေးတော့ပန်းလေးပွင့်လာမှတမီးရဲ့တော့ဒီမီးကိုပြန်အရင်အဲ့ဒီတိုင်းပဲအဲ့လိုဖျောက်ရောင်းစုံတပွင့်နေရနေထွက်နေတာစိတ်လိုက်နေလိုက်ပြလိုက်စိတ်လိုက်နေကောင်းလုံးကြည့်ဟိုကလည်းပန်းမတက်လို့ဆိုအိုးတပ်ပြောနေတာမဟာမြတ်မင်းနဲ့ကြံခဲ့ပြီဟိုအတူပါအဲ့မတပ်ပြောနေဟိုကြည့်အဲ့မှာနတ်ပြီးတော့နတ်သမီးနတ်သားရှာတော့မှတွေ့တယ်နတ်သမီးနဲ့နတ်သားကြည့်ရဟိုဖိဒီလိုတုံးရင်လာဒီလိုဟာဒီဝင်လာဟင်းထားလည်းမဟုတ်ဘူးဘာလို့ထားလဲဆက်စုတယ်အယောင်ကဖြာထွက်နေတာပဲအကုန်လုံးပကြီးရုပ်ထဲကအတိုင်းပဲဖြာထုတ်ပြီးတော့ဟိုဖျက်အမလီပီတီတွေဖြည့်ပြီးတော့အဒီမှာချီလိုက်ပန်းချန်ကြီးရပန်းလည်းဖယ်ကြည့်အဲ့လိုပဲပန်းလေးချီလိုက်နတ်သမီးချီလိုက်ချီနေနောက်တော့ပန်းပြကြည့်တယ်တစ်ဖက်ချင်းကြွေတယ်တစ်ဖက်ချင်းကြွေတော့ဟဲ့တစ်ဖက်ချင်းကြွေကြတယ်ခင်းတမျိုးတော့တစ်ဖက်ချင်းကြွေတယ်ကြွေရင်ပန်းလေးကြွေကုန်နတ်သမီးတွေနတ်သားတွေကြည့်တော့တို့တော့ကြည့်အဲ့ဒီဟာဆက်စုတာကိုလိုအဝတ်မျိုးလားဆိုတော့လည်းမဟုတ်ဘူးအဲ့ဒါခါလည်းဖျားပြီးတော့ကြည့်နေအယောင်ကမှိန်လာတယ်မှိန်မဲပြီးမလီနတ်တီပုတ်တော့မှမရှိမဆအကူစားမရှိတော့လမ်းဆုံးနေကွာခရလည်းမပုတ်ဘူးဆိုသွားခဲ့ပြီးနတ်လည်းမပုတ်ဘူးဆိုလမ်းကဆုံးအဲ့တော့မှငိုတာဘာလို့ငိုနေတယ်မသိဘူးအဲ့ဒါဒီကိုတစ်ချက်ပြန်ပြောမယ်ဒီငိုနေတာဒီမှာဝေဒနာရမ်းတက်နေတာတက်နေတော့အတူပါလဲတအားပုတ်နေစိတ်ကအပြင်မြောက်ဘူးလေဒီမှာတွေပုတ်နေအပုတ်ပန်လေဝေဒနာကျန်းနေအပုတ်အမြင်ကျန်းနေပဲအဲ့ဒါမှနေရောအဲ့မှာနောက်တော့ဝေဒနာကြာတော့ချုပ်ပြီလေချုပ်တော့ဝေဒနာချုပ်တော့ဖြည်းစိတ်ကဟိုဒီကအပြင်အတန်ကြာပြီမလေးရေဆိုတာခါတဲ့တိတ်လာရှင်ရအဲ့တော့မှအမေ
အေးတမေးဖွင့်ပေးမယ်ပေါ့စိတ်ပြောင်းသွားပြီဘာဆိုမရှိတော့ ဟုတ် အဲ့နဲ့တကားလဲဖွင့်လာတန်တရွေးနေရောလွှာတွေရောတူတွေရောပလက်အိမ်အဲ့ကဖောက်နေဘာဆိုတကားချက်ထိုးလိုက်တော့တစ်တာလေးလိုပဲသူတို့ကပစ္စည်းထားတာကိုကလူငယ်ဆိုတော့ပြီးအိတ်တာရှိမှာအဲ့တော့သူတို့ဖွင့်လို့မရတော့ပြင်ထွက်တော့ဖုန်းသုံးမှငါတော့ပြီးလမ်းကြည့်စိတ်ထဲကဖုန်းသုံးမှအောင်ကြည့်ပြီးမလေးတဲ့နေဖာမြင်တယ်တရားထိုင်တာငိုချင်လို့ငိုပလိုက်တယ်ဖေ။တခုံးမှမပြောဘူးနော်။ အော်ဟုတ် သူတို့မရသေးဘူးလေ ဟုတ်ကဲ့ဆရာတော်ဖျားပြောတော့ကိုသိရသူများသိတယ်ဆိုတာလေဘုန်းကြီးမရသေးဘူးမပြောငိုချင်လို့ငိုလိုက်တယ်အရန်ကောင်းပါတယ်တမီးဒါပေမဲ့အဲ့တရားကပဲရှင်းသွားပေးတာအဖဖဲဆရာတော်ဟောတာလည်းမမှတ်ထားဘူးဘာဖြစ်ကိုအသိဖြစ်မှကြောက်တော့မှနောက်တော့ခုနလိုသူများမေးရင်လူရင်းလောက်ပဲတောင်းဒီကိုဖြစ်တာပဲပြောတတ်တယ်တရားဆိုတာဟုတ်အခုနပထဝီသေးစောတာအခုမှခေါ်တတ်တာကိုတော့ခေါ်တတ်တာမဟုတ်စိတ်ပြောင်းသွားတာတော့ဟိုဒီဟာလေဒီလိုပထမဖြစ်တာဒါကြီးကဒီလိုပြောင်းသွားတာအဲ့လိုသိတာပြောတာတော့ဆိုလိုက်မှမလိုက်စားပဲဒါမှမဟုတ်သာသနာတော့ဘာကြီးက6ထပ်ကြီးဆရာတော်ကြီးဆိုတော့အစခတ်တိုင်းအကောင်လုံးကျောင်းကအလူဆုံးဘဒူထူတူပဝိုင်းလောက်ရတာဘာကြီးကဥစားမှာတခါတည်းလေကိုထမင်းကြိုင်နဲ့ကိုလာခဲ့အလူရှင်ကမကြွေးဘူးအဲ့ဒါကိုထမင်းကြိုင်နဲ့ကိုသွားတယ်အဲ့လိုပေါ့အဲ့တော့ဒီမျက်နှာပွဲတိုင်းဒီမျက်နှာပဲဆိုတော့မေးပြီပေါ့တက်ကမှလေးတဲ့တနေ့လောက်ပါကဘလောက်ရတနေ့တော့ကောင်းလားတွေ့ပြီလေကြောင်းတိုင်းသူတိုင်းကကိုကြီးတယ်ဟုတ်တယ်လေဝင်းနေလဲလိုက်တာခါစိတ်တွေလည်းမကောင်းလားဝင်းနေလဲနေတာဟုတ်ပါဘူးလို့ကျမဖကြီးဆရာတော်ကျောင်းမှာဝိုင်းကူပေးတာတော့ဒါတော့ပဲပြောနိုင်တယ်စိတ်ထဲမှာမကောင်းလားပြန်လဲတော့ဖကြီးပြောတော့တာပဲဖကြီးသူနောက်ဘာမှမလုပ်ဘူးလောက်လည်းမလုပ်ဘူးဘာကြီးတို့အလူလောက်ရတာလူရတခါတည်းအခိုက်အစီကြတယ်တနေ့ဘလောက်ပြီးဘလောက်ရလဲဘာကြီးအကြီးတယ်အဲ့ဘာကြီးကသူမပြန်မပြောရဘူးညဟုတ်ရေးတိုက်လို့ရောအဲ့ရတယ်အဖွာဆိုရင်ရေးတောက်ချင်ဆရာရှိလားရေးရှိတယ်အဲ့ဒီမှာရေးပလင်းဘာသာဆရာတော်ဖျားဒီအတိတ်တောက်ချင်ရဒီနဲ့တောက်လျှောက်နေအဲ့လိုပေါ်ကျင်လာတယ်စိတ်ကလည်းအသိကြီးလောဘဒေါသမရှိတော့ဘူးမရှိတဲ့အတွက်ရုပ်လည်းမကြဘူးဟုတ်တယ်ဟုတ်သူများတွေခုယောဂမှာဆိုတော်တော်ဖြစ်ကြတယ်အိမ်မှာမီးတွေလည်းဖြစ်တယ်တူမတွေလည်းဖြစ်တယ်ဟုတ်ပဲအဖွားမဖြစ်ဘူးလာကြတယ်အသက်ကြီးတယ်မှာစိတ်ထုံးမထိုးနဲ့အဖွားဘာဖြစ်ဘူးအန်တီဘာဖြစ်တော့ကြအန်တီခွာအန်တီနဲ့အစာလေးသူများလုပ်ပြီးတယ်သိလားအန်တီဘာဖြစ်ဘူးတခါမှဘာဆေးမှမထိုးခဲ့ဘူးအိမ်မှာလေးနီအောင်လို့အေးမော်လို့နီးမတွေအကုန်လုံးဖြစ်ကြလို့အဲ့ဒီယောဂအဲ့ဒါလည်းဆရာတော်ကြီးစုတော်နော်ဘယ်နေရာသွားလေအခုတော့ဆရာတော်ကြီးစုကခုနလိုပေါ့ဘယ်ဒီဖိုးကြီးဆိုတိုင်အောင်ပေါက်လို့ရတယ်အဖွားစိတ်ဓာတ်မြင်နဲ့မလေးပေါက်ကို86နှစ်တာတော့ခင်ဗျာဘလောက်ဖြစ်ကိုအောက်ကြပြီးတော့တာရဲ့အဖွား80နှစ်အဖွားတနာပါကွယ်တနာပါဆိုတာကပါလိုက်ပြီးတော့ခင်ဗျာတဲ့86နှစ်တာတော့ဘာဖြစ်တယ်ကျုပ်လို့ပါလားဘုံကျုပ်ကြီးဖြစ်တယ်ဆိုတော့ကျုပ်ကဘဒူးမှာစောက်ပြီးပါနေနဲ့တိုင်းပြီးတော့ပြောင်းလိုက်သေးတာသူရတူတော်ပေါင်းတယ်တနေ့အဖွားဘာရှောင်းတနေ့တော့တိုင်းလာလေအဖွားရှောင်းရရှောင်းလားပြောရှိလားပြောချင်တာပြောအဖွားကဆွပြောနေတာအဖွားဇပွဲအကြောင်းရုပ်ရှင်အကြောင်းပြောတာပဲဖြစ်နေတာပဲဒီကျန်တဲ့ဘုန်းကြီးကဟုတ်ပါအဲ့တော့ကွာတရားတန်းလာတယ်သူတို့ပြောပြီးမဲ့သူတို့လက္ခဏာကိုကလိုက်လို့ရတယ်ဘယ်လောက်ကြီးစပ်ပွဲတွေခေါ်နေစပတ်ကိုစေတရားနာရှင်အဲ့တော့ပြင်မောကနေဘုန်းကြီးကပြောလို့တရားထိုင်ခြင်းနဲ့ကိုယ်အိမ်ကိုထိုင်ကိုယ်အိမ်တရားရှင်ဒါမှမဟုတ်တရားချောင်းပတ်ထိုင်ဒါတရားဟောနေတာလေ
တရားပြနေတဲ့နေရာမဟုတ်ဘူး မရဘူးဖုန်းကြီးမရဘူး ဟဲ့အဲ့တော့ရှေ့တဲ့မဟုတ်ဘူးပလင်ကအဲ့လိုမှဆိုဒီလိုဘက်မှာအမိုးလေးနဲ့ပြောအတော်တွေကသူကဥစီတော့အတော်တွေကသူတို့နဲ့ကိုတတ်ထိုင်နေဟာတော့တွဲပြီးဆိုဒါမှစိတ်လည်းမဆိုးပါဘူးဒါသူတို့ဘက်ကလည်းမှန်တာပဲတော့သူတို့လိုက်ပြောပြီးလိုက်ရှိအဲ့လိုမှကြိုက်တာဟုတ်တယ်တရားဆိုရင်ဓာကြီးလေးပါအကုန်လုံးစုံပြီးတော့ချုပ်တာပထမလေခန္ဓာကိုယ်ကြီးနောက်အတုပကမ္မထံလေအတုပကတော့ခုနကပွားယူတာပြုတ်ပြက်ဖြစ်တယ်နော်ပြက်ပြုတ်ပြက်သမီးတော့အဲ့ဒါဟိုစာသားလေးတွေနဲ့စာသားတွေမပြောတတ်ဘူးနော်ဒီခန္ဓာကိုယ်ကြီးကိုဖွားတော့ဖွားကိုပဲစိတ်ကနေဖန်ဆင်းယူကြတာပေါ့နော်ငါခန္ဓာကြီးအဖေလိုပဲတည်သွားပြီပေါ်ပါမယ်ခန္ဓာကြီးပွားမယ်ခန္ဓာကြီးသိပုံယူကြမယ်ခန္ဓာကြီးလောက်ဒီစားမယ်အလိုပဲပွားနေအဖေကလည်းမပုတ်တော့ဖွားကိုပဲပွားရင်နေအဲ့ခုနကတော့အခေါင်းမှာပတ်မြင်လိုက်တဲ့မဲမဲကြီးကမြင်ကိုမျက်နှာဖြစ်သွားမျက်နှာဖြစ်သွားပြီးတော့ဖြစ်သွားတော့အော်ငါအဖေတို့ပုတ်သွားပြီဆိုအဲ့လိုပဲနေလေးတာနေတော့အဲ့လိုခုနလိုပဲစောစောပြောတော့ပဲအဖွားနည်းနည်းတော့ခတ်ဆဆူဆိုတော့ရှောက်ဆဆူလိုက်တော့အဲ့ဒီကြတော့မှနတ်ပြေရောက်တော့မှလမ်းကဆုံးတာနတ်ဆိုတာမပုတ်မပွားဘူးနတ်တွေလည်းပုတ်ပွားသွားနတ်တွေပုတ်ပွားတာမှကိုပုတ်တာနဲ့ပူဆုံးသေးတယ်ပို့ဆုံးကအရန်လှနေတာလေအရန်လှတဲ့လူပုတ်သွားတော့အရန်ဆိုးတာပေါ့သမီးရဲ့ဘာရဲ့လို့တော့မဟုတ်ဘူးပေါ့အဲ့လိုမျိုးဆိုတော့အဲ့ဒီမှာကိုကအဖွားတော့အဲ့လက်တွေ့ပဲလက်ခံတယ်ဟုတ်ကိုမမြင်ရတဲ့ဟာဆိုဘာမှလက်မခံဟုတ်ကဲ့အကျင့်ကခလေးဘွားတွေကဇက်ဖွဲ့ကြည့်တာတော့မကောင်းလဲအောက်ပြီးမိုးလင်းအောင်ကြည့်တယ်ဟုတ်နေအိပ်ပျော်တော့မှအမလီမင်းသားလေးကဘလို့ကောင်းလိုက်တာမင်းသမီးကဘလို့ကောင်းလိုက်တာဆိုမခံချင်ဘူးအဲ့တော့အိပ်မပျော်အောင်နေပြီးတော့ကြည့်တယ်အဲ့လိုမျိုးဟုတ်ကိုလက်တွေ့ကိုဖွာလိုတယ်လို့အဲ့ခလေးဘွားတွေအဲ့လက်တွေ့ပဲအကိုလေးပြောရင်လည်းမှန်နေတယ်မမှန်ပြန်ပြောလိုက်တယ်ဟိုသူ့ကိုပြောဟိုမှာကြည်စမ်းနေဘူးတို့နေတာလေယူတာလေးပေါ့ကိုကတော့ခုနကပြောဆရာရှိပြောတယ်လှုပ်ဆရာရှိပြောလှုပ်တယ်အကူကဒီလိုစိုက်ချုပ်တဲ့အမေတို့ကဒီလို18ปีပတ်လဲဆိုင်နဲ့အထဲဆိုင်အဲ့အရှိရဆိုင်ကမလေးကယူအေးလေးပေါ့နော်ကောင်းလာတော့ယူအေးလေးပေါ့ကိုကခလေးလေးသိတာပေါ့7နှစ်73လောက်ပဲရှိတယ်ကောက်ကမြင်းများကိုလေကအမောဆွဲလိုက်နာအမနာပြန်ပြောဟနာသူတို့ကပြောရဘူးတော့ကမြင်းများအဲ့လိုအပူမကောင်းအခုလည်းအဲ့လိုပေါ့နော်သူများပြောရင်တရားအဲ့ဒီဟာလက်မခံဟိုတဲမှာလည်းနောက်တော့ကလထိုင်နဲ့ထိုင်မဲ့လူတရားလက်မခံဘူးနော်ကျဓမ္မယုံမှာထိုင်အောက်မှာထိုင်တဲ့လူပဲထိုင်ရမယ်လို့နောက်နေ့လဲကြာတော့ပါရီဖြစ်လာဆိုပေါ့စီဖြစ်လာဟုတ်ကဲ့ပေါ့စီဖြစ်လာပြီးတော့ဒေါ်မြင့်ကိုကစပြီးတော့မဖျားတဲ့အခုတဲ့ဓမ္မယုံထဲမှာတဲ့လူဘာလဲလို့မြင့်လို့လူစုတာလားလို့ဟုတ်စုတာလားတရားပေးတာလားလူစုတာလားဟုတ်ကဲ့အဲ့တော့တရားမဟုတ်ဘူးလို့အဲ့ဒါလူစုတာလို့ဘာတရားမှမရပဲလူများတာပဲရှိတယ်ဟုတ်ကဲ့နောက်တော့နိုင်ရှိအဲ့ဒါဘာတွေလုပ်နေတာဘာလက္ခဏာတွေမိပြီးတော့ထိုင်နေလဲလို့မွေးချီလို့ဟုတ်ကဲ့သူတို့နဲ့ပူထိုင်ပြမယ်လို့ငါကလာကအရှိယူနေငါထိုင်ကြည့်မှာစိတ်နဲ့ခုနကတင်ရတာကိုရီးယားကအခန်းပြက်ဆိုအာရုံမရဘူးကလာပြအရှိယူနေထိုင်ကြည့်နေရတဲ့ငါထိုင်ကြည့်ဆိုတော့အမေနဲ့မဖြစ်ဘူးတမီးအဲ့တော့ဘယ်ဖုန်းကြီးမှလည်းလက်မခံဘူးနေလက်ကချာကိုကလည်းပြောထားပြီးတိလာရှင်ဆိုတာဖုန်းကြီးဆွန့်ချက်ပြီးဆွန့်ကရမယ်ဝေယဝဲစားလို့တရားနဲ့မပတ်သက်လို့မပြောတာတဲ့ပဲကိုယ်လုံးမဟုတ်ဘူးဖုန်းပြီးပါပြီလားဗျာတပည့်တော်ဖုန်းပေါ်ပါလားနာခံဒါပေမဲ့တပည့်တော်ရှောက်ခွန်းတော့ပြောတာအဲ့ဒီတိလာရှင်ထဲမှာတပည့်တော်မပါပါဖျားဆိုတော့ရှင်းပြပါဟုတ်တယ်လေဝတ်ဒုက္ခရောက်ပြီးတော့ပါအာကိုကြီးတိလာရှင်လေးဝစ်ပြီး
သူဖုန်းကြီးရှောက်ပြီးဝေရောက်ဆိုလောက်နိုင်ပါဘူးကိုလည်းလှုပ်ချင်လို့လှုပ်တော့မနေလို့မရလို့ရောက်လာတာဒီလားရှင်ဆိုဆွမ်းတော့မလားလှုပ်စားပါလားရှောက်ပြီးတော့လူခံစားကိုလည်းလှုပ်တတ်တယ်လှုပ်လည်းလှုပ်တော့တော့အဲ့လိုငယ်ကလည်းဟိုမဟုတ်မခံလည်းရှိတော့လေဒီတူနဲ့မှတော့တိတ်ဆင်မပြေဘူးပြန်ပြောတာအကိုဒီဆိုရင်တော့ဝင်းနေရတော့သဘောကျတာပေါ့ကျက်နေလဲနဲ့အဲ့ဒီအကိုလေအကိုအမွာညီမနှစ်ယောက်ပါတော့ဟုတ်အကြီးမအကိုဒါတေးတာသူဒါတေးတာအကိုလေစကားရှိနေစနေမပြောရဘူးကြောက်တာဟုတ်နေဘာလို့ကြောက်တာနေမဟုတ်တာလို့ထားပြီးကြောက်ငါမဟုတ်တာမလုပ်ဘူးငါမကြောက်ဘူးဒီဟုတ်သားလေတော်လေးဘာရှောက်ပါတိနာဘာမေးချင်လဲသူမေးချင်တာရှင်မေးကိုပါကတမီးတရားနဲ့ပတ်သက်ပြီးတော့တမီးမသိနားနေတာလေမေးရှောက်ပြီးရှိတာတမီးက2023 9လပိုင်းကတော့အန်ဂျန်နဲ့လိုက်လာပြီးတော့ကိုပါနဲ့ဟိုဓာတ်တော်မျိုးစီးပြီးတော့ငါ10ရက်မှာတော့တစ်ခေါက်ဆုံးခဲ့ပြီးပါတယ်ကိုပါဟုတ်ပြီအဲ့တုန်းကလည်းကိုပါတမီးကိုဒီကမ္မထမ်းနဲ့ပတ်သက်ပြီးတော့ဆုံးမပေးလိုက်တာတမီးလိုအပ်ချက်တွေလမ်းညွှန်တင်ကြားပြီးတော့ပြောပြပေးလိုက်တာလေတမီးတို့ကအများအားကြီးတဲ့အထောက်ပံ့တွေဖြစ်ခဲ့ပါတယ်ဒီကဘာဆုံးမပေးတဲ့အတိုင်းရောနောက်လာတဲ့သူဆရာတော်ဘုရားကြီးတောက်လျှောက်တရားပြပေးတဲ့အတိုင်းရောတမီးစူးစမ်းပြီးတော့တနေ့တည်းများစူးစမ်းပြီးအားထုတ်ခဲ့ပါတယ်ကွာအဲ2021ကနေပြီးတော့ပြန်ပြောမယ်ဆိုတမီးတောက်လျှောက်ထိုင်နေတဲ့အချိန်မှာအဲ့ချိန်လုံးနဲ့တမီးအထုပကမ္မထာကိုတောက်လျှောက်ရခဲ့ပါတယ်မြင်ခဲ့ပါတယ်ကွာအဲ့လိုမျိုးတစ်စက်ကိုမတောင်ကိုနေတဲ့အချိန်ကစပြီးတော့တောက်လျှောက်ပဲလုံးတယ်တောက်လျှောက်ဘဝပြောတယ်စိတ်ကိုတမီးအပြင်မထုံလဲဆရာတော်ဟောနေလဲနားမထောင်လဲဒီလိုဆိုကိုယ်အတူပါကိုပျောက်သွားတယ်တစ်ချိန်ပြီးရင်တခါအတူပါပြန်ဆွဲနေတာနဲ့ရှင်းရဘူးလို့ဘဝရဲ့ဆုံးမစကားနဲ့တမီးတို့ကအများကြီးထောက်ပံ့ဖြစ်ခဲ့တယ်ပြင်ဘဝတမီးကိုဆုံးမခဲ့ပါတယ်လောကဓာတ်ကိုခူးထားစာသမားနဲ့ဘယ်တော့မှပြန်မမြင်ပါနဲ့ကိုတိတာတော့ကိုပြောတတ်တာအဖွားအဲ့လိုမျိုးတမီးကိုဆုံးမခဲ့တယ်ပြီးတော့နောက်တစ်ခုကဘဝဆုံးမတဲ့အတိုင်းပဲတမီးတောက်လျှောက်စားလဲအတိကပ်ပြီးတော့စားရေချိုးတက်နိုင်တယ်များတော့တမီးစူးစမ်းပြီးတော့အားထုတ်ခဲ့ပါတယ်ကွာအဲ့လိုနဲ့တောက်လျှောက်ကတလက်စီဖြစ်လာရင်းနဲ့ဖြစ်နေပပနဲ့2023လပိုင်းမှာတွေ့ပြီးတော့တောက်လျှောက်လည်းအဲ့နောက်ပိုင်းမှာလည်းတစ်ဖက်မှာလည်းဝေချိုးတွေလည်းမချိမဆန်အောင်ခံရတာပဲတမီးဆက်ပါလေဖွာဒီပတနာသမအကုန်ဆက်ခံတော့အတန်းတော်ရှင်းပြီးတော့တမီးဆက်ပြရပါတယ်ဆက်ပြီးတော့တစ်ဖက်မှာလည်းတရားတွေဆက်ပြီးနေနေ2024ဇူလိုင်လမှာဆရာတော်ကြီးတောက်လျှေက်ကဆွဲခေါ်နေကြတမီးအဖြောင်းတိုင်းရိတ်တာမှာအန်ကယ်တို့စီမှာ10ရက်သွားဆိုလို့တမီးကိုနှိုးစော်တယ်တမီးအမှ10ရက်တိတိကိုတမီးပွားပြီးအားထုတ်ခဲ့ပါတယ်ကွာအားထုတ်ခဲ့တဲ့အချိန်မှာလည်းလာတိုင်းဆရာတော်ဘုရားကြီးနဲ့ရွှေနေဆရာတော်ဘုရားကြီးတို့ကတပားစီတမီးပိန်းမောင်းပြီးတော့10ရက်တိတိမှာနေ့ရောညတောက်လျှောက်တရားတွေပြပေးခဲ့ပါတယ်ကွာအရှိတိုင်းမှာပြောခဲ့တဲ့အကြောင်းတွေရဲ့ဆရာတော်ဘုရားကြီးတို့တမီးကိုတောက်လျှောက်တရားပြပေးခဲ့ကျေးဇူးတရားကိုအကြောင်းခဲ့တယ်တမီးအဂျူလိုင်လာမှာတမီးခဏကြည့်ခဲ့ပါတယ်ကွာကိုကတော့ကိုယ်ကဘာမှမသိခဲ့ပါဘူးနောက်ကမှဆရာတော်ဘုရားကြီးတောက်လျှောက်အတန်တော်နဲ့လိုအပ်တဲ့တဲ့အချိန်မှာဆုံးမစကားပြောပြီးတာလို့အဲ့တော့မှဒါဒီစိတ်ကလေးပြောင်းသွားတဲ့ဥစ္စာတမီးအဲ့တော့မှပဲခန္ဓာကိုယ်တွေကနေစကလုံးတွေတော့တမီးပြောင်းပြတော့ခန္ဓာကိုယ်တွေကနေတော့တမီးတမောပေါက်ပြီးစိတ်ကောင်းလာတော့သိခဲ့ရတာလေအဲ့လိုပဲသိရတာပဲလေတရားအခုနောက်ပိုင်းတမီးပါဖြစ်လာတယ်အဲ့ဇူလိုင်2024ကနေစပြီးအခုနောက်ပိုင်းတဖွားနဲ့ဖြစ်ပြီးတဲ့အချိန်မှာအခုတမီးကလေးဖြစ်နေတယ်ဆိုတော့စားနေတယ်ဆင်းမစားပြန်လည်းဒီခန္ဓာကြီးကအတက်မရှိဘူးဆိုပြီးအဲ့တော့အသက်ရှင်မှာတရားကျင့်နိုင်မှာဆိုပြီးစားပြန်တော့လေဆင်းရဲမစားပြန်လည်းတခါဆင်းရဲအဲ့ပြန်တော့လေဆင်းရဲလာဟုတ်မအဲ့ပြန်တော့လေဆင်းရဲတောက်လျှောက်ကနေရာတိုင်းမှာအရာတိုင်းမှာတမီးဆင်းရဲနေတာတစ်ခါမှတစ်ခါအဲ့ဒါပဲဆက်ပြီးရှုသွားတယ်အဲ့ဆင်းရဲတဲ့ပုံကပဲတမီးကတမီးပညာဖြစ်လာမယ်အဖာပြောပေးเสียမလို့အဲ့ဆင်းရဲတာ